လိုပဲပြောရေးပေါ်ကာလာသည်ကျင်ညာလာသည်နှစ်အတွင်းမှာတော့ပြီးကိုပြီးလိုပဲပြောရေးပေါ်ကာလာသည်ကျင်ညာလာသည်နှစ်အတွင်းမှာတော့ပြီးကိုပြီးရရေးပေါ်ကာလာသည်ကျင်ညာလာသည်နှစ်အတွင်းမှာတော့ပြီးကိုပြီးရနှစ်အတွင်းမှာတော့ရွေးကောက်ပွဲလုပ်ကိုလုပ်ရမယ်လို့ကျွန်တော်ပြောချင်းဖြစ်တယ်နှစ်အတွင်းမှာရွေးကောက်ပွဲလုပ်ကိုလုပ်ပြီးနှစ်အတွင်းမှာတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဒါအနိုင်ရရှိတဲ့သူတွေကိုနိုင်ငံတော်တာဝန်ကိုလွှဲပြောင်းပေးရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီအာဏာသိမ်းတယ်ဆိုတဲ့စကားပေါ့နော်အာဏာသိမ်းတာနဲ့အာဏာထိန်းတယ်ဆိုတဲ့စကားအာဏာသိမ်းတယ်ဆိုတာအာဏာသိမ်းလိုက်ပြီဆိုရင်ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းမရှိတော့ပါဘူးဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းဒါဖျက်သိမ်းပြီးဖြစ်တယ်တို့ကျွန်တော်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းပဲသွားနေတာဖြစ်တယ်တမတော်နဲ့တာဝန်ယူထိန်းသိမ်းထားတာဆိုတာသွားပြီးဖြစ်တယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒါရှေ့လုပ်ငန်းစဉ်တွေမှာရောကျွန်တော်တို့မူဝါဒလမ်းစဉ်တွေမှာရောကျွန်တော်တိတိလင်းလင်းပြောပြီးဖြစ်တယ်အရေးပေါ်ကာလပြဋ္ဌာန်းချက်တွေကုန်ပြီဆိုလို့ရှိရင်ပြီးပြီဆိုတော့လှုပ်ဆောင်စရာကုန်ပြီဆိုရင်ကျွန်တော်ရွေးကောက်ပွဲကျင်းပပေးမယ်လို့ကဘာတိအာမခံပြီးဖြစ်တယ်အဲ့ဒီနီလန်အဲ့ဒီတိုင်းပဲကျွန်တော်တို့ဂတိအတိုင်းပဲဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်ကျွန်တော်တို့အောက်ခြေမှာဖြစ်နေတဲ့ပြည်သူလူထုခံစားနေရတဲ့ကိစ္စများကျွန်တော်လည်းသိပါတယ်အများတန်းလည်းကျွန်တော်တို့နားဆွင့်နေပါတယ်နားဆွင့်နေလို့ပဲအများတန်းလည်းကျွန်တော်တို့ဒါသတင်းပေးမှုတွေအများတန်းပြောဆိုမှုတွေကျွန်တော်တို့သိရပါတယ်ရက်ွက်ကြီးရွာအုပ်ချုပ်ရေးဒီမှာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့တက်ကြွတဲ့သူတွေကလုံနေတယ်လို့ပြောပေမဲ့အမှန်တကယ်လက်တွေ့ဖြစ်နေတာရက်ွက်ကြီးရွာအုပ်ချုပ်ရေးကိုတကယ်လက်တွေ့လုံနေတာကတော့လူမိုက်တွေကလုံနေတယ်ဆိုတာကျွန်တော်မြင်ပါတယ်လူမိုက်တွေကလုံနေတာပါပဲလူမိုက်တွေကတကယ်ကိုအုပ်ချုပ်နေတာပဲအုပ်ချုပ်နေပြောကြအဲ့လူမိုက်တွေကပဲဒလန်လို့ပြောတဲ့လူကိုတတ်တယ်အဲ့လူမိုက်တွေကပဲဒလန်လို့ပြောတဲ့အိမ်ကိုမီးရှို့တယ်သူတို့နဲ့အမြင်မတူတဲ့လူခုနောက်ပိုင်းကဘယ်လောက်ထိဆိုးလာလဲဆိုတော့ဒီဘက်ဟာတွေတမကတော့တာမန်နေတဲ့လူတွေတောင်မှပဲဆွဲထုတ်တဲ့ဟာမျိုးတွေဖြစ်လာတော့တွေ့ရပါတယ်ဒါတွေကိုကျွန်တော်ပြောလို့တာကတော့တရားဥပဒေစိုးမိုးရေးအများဆုံးရှိအောင်ကျွန်တော်တို့လက်တွေ့ဆောင်ရွက်ပေးပါမယ်လက်တွေ့ဆောင်ရွက်နိုင်အောင်လဲစီမံဆောင်ရွက်လျက်ရှိပါတယ်မီဒီယာပိုင်းနဲ့ပတ်သက်ပြီးပြောလို့တော့ခုနပြောတဲ့ဒါကျွန်တော်တို့နဲ့သတင်းမီဒီယာကောင်စီရဲ့ဒါသတင်းမီဒီယာဥပဒေတွေနည်းဥပဒေရှိပါတယ်ခုချိန်ထိလည်းကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်လျက်ပဲရှိပါတယ်သတင်းမီဒီယာကောင်စီနဲ့ပဲညှိနှိုင်းဆောင်ရွက်လျက်ပဲရှိတယ်သို့တော့တခုချွေးရင်းချက်ရှိတာတော့ဒါပေါ့နော်ဒီပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ကလည်းဒီသတင်းမီဒီယာကောင်စီနဲ့ပတ်သက်သတင်းမီဒီယာဥပဒေနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်လျက်ရှိပါတယ်အဓိကနစ်နာသူပါပဲနစ်နာသူဒီသူရဲ့ဥပဒေထဲမှာပြဋ္ဌာန်းတာနစ်နာသူကနေပြီးတော့ဓာတ်ရိုက်ပေါ့နော်ဒါရာဇသကြီးနဲ့တရားစွဲမယ်တော့သူရဲ့နစ်နာတဲ့ဥပဒေနဲ့တရားစွဲမယ်ဆိုရင်သတင်းမီဒီယာကောင်စီဒီလည်းသူကမတတ်နိုင်ပါဘူးတရားရုံးထိရောက်သွားတဲ့နေရာမှာတော့တတ်နိုင်တဲ့အနေအထားမရှိဘူးတော်တော်သတင်းမီဒီယာကောင်စီကတော့သူကဒီထဲမှာပေါ့နော်ဖြေလျှော့ပေးတဲ့လုပ်ငန်းစဉ်တွေလုပ်နိုင်ဖို့အတွက်ဆောင်ရွက်ရှိတယ်တော်တော်ကျွန်တော်တို့ဒီဝန်ကြီးဌာနတွေဌာနဆိုင်ရာတွေအနေနဲ့ကတော့တရားစွဲဆိုတဲ့အခါမှာတော့အတတ်နိုင်ဆုံးသတင်းမီဒီယာကောင်စီနဲ့ညှိနှိုင်းပြီးဆောင်ရွက်လျက်ရှိတယ်လို့ပဲပြောချင်ပါတယ်နောက်တစ်ခုကတော့ဒါလက်လုံလက်စားတွေပြည်သူလူထုတွေအခွင့်အလမ်းပေါ့လက်လုံလက်စားတွေနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်ဒါတမတော်အနေနဲ့တော့ရခင်ကအတိုင်းဒါရိတ်ခါ၄မျိုးပေါ့ရိတ်ခါ၄မျိုးနဲ့ပတ်သက်ပြီးဝေငှပေးနေတယ်ရှိပါတယ်လုံလောက်မှုတော့ရှိနိုင်စရာတော့အကြောင်းမရှိပါဘူးဒီအိုင်နဲ့ပတ်သက်ပြီးကျွန်တော်တို့အဓိကဆောင်ရွက်ရမှာတော့ခုနပြောတဲ့အဓိကအောက်ခြေအဆင့်ကြီးလုံနိုင်တဲ့စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေဆောင်ရွက်မှာဖြစ်ပါတယ်လက်တွေ့ကြအောင်လဲဆောင်ရွက်နိုင်ဖို့အတွက်စီမံဆောင်ရွက်လျက်ရှိတယ်လို့ပဲကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့အဲ့မှာပြည်သူလူထုတွေတစ်ချက်လူတာတစ်ခုရှိပါတယ်အဲ့ဒီအောက်ခြေလူတန်းစားတွေကဟိုချင်းငွေလေးတွေချီးထားတာတွေရှိပါတယ်ချီးထားတဲ့အခါမှာဒီကိုဗစ်ရဲ့ပြည့်ပြည့်မှုကြောင့်အခုအရေးပေါ်အခြေအနေကြောင့်သူတို့အလုံးမဖြစ်တဲ့အခါပြန်ဆက်ရဖို့ရှိပါတယ်အဲ့ဒီဟာလေးတွေမှာသူတို့မဆက်နိုင်တဲ့အတိုင်းအတာအတွက်ကိုရောဘယ်လိုဆောင်ရွက်ပေးဖို့အစီအစဉ်ရှိပါလဲဆိုတာသိချင်ပါတယ်ဒါတော့ကျွန်တော်တို့ဘာနော်ဒီဟာနဲ့ပတ်သက်ပြီးတော့မှတ်သားထားပါမယ်လို့ပဲကျွန်တော်ပြောနိုင်ပါသေးတယ်မှတ်သားထားပါမယ်မှတ်သားထားပြောကြဒါနဲ့ပတ်သက်ပြီးမူဝါဒလည်းကျွန်တော်ရှင်းရှင်းလင်းလင်းမသိသေးပါဘူးမှတ်သားထားပါမယ်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတက်ဆိုင်ရာကိုကျွန်တော်တို့ပြန်မေးပြီးပြန်ဖြေပေးပါမယ်ဟုတ်ကဲ့ခင်ဗျအဲ့ဒါနောက်ဆုံးတစ်ချက်ကလေးပါခင်ဗျအခုနောက်လူကိုအလက်ပေးလိုက်ပါဦးကျွန်တော်ဟိုပြုလို့ပြောရမဟုတ်နောက်ကလည်းရက်ဆောင်နေတော့ပြီးပြန်ကြော့ပြီးမေးပေးပါဟုတ်ကဲ့ပါခင်ဗျကျေးဇူးတင်ပါတယ်ဟယ်လိုဟုတ်မင်္ဂလာပါဟုတ်ကဲ့ကျွန်တော် VOA သတင်းဌာနကစောထပ်ပါလောလောဆယ်တော့ကျွန်တော်ဒီမေကွန်၃ခုရှိရပါတော့ပြီးကြမှာပဲကျန်တာကျွန်တော်မေးမယ်ပေါ့ကျွန်တော်တို့သိတာတလောက်ဟောဒီ2လပိုင်း1ရက်နေ့နောက်ပိုင်းကစပြီးတော့ဖန်ဆီးခံရတဲ့ဒီသတင်းသမားတွေက60ထက်မနည်းရှိရလို့ကျွန်တော်သိရတယ်ပေါ့နော်အဲ့ဒီမှာ30ကျော်ကဒီ905ကကြီးဆိုရဲဒီပုံမှန်နဲ့တရားဆွဲထားရပေါ့နော်ဆွဲထားဒီဥပဒေနဲ့တရားဆွဲတာကျွန်တော်တို့ဒီသတင်းရေးသားမှုတင်ဆက်နေတဲ့ဒီသတင်းတောက်တွေကိုဒီပြောရရင်ဒီလွတ်လပ်စွာသတင်းပြောဆိုခွင့်အတွက်အတားအဆီးဖြစ်မနေဘူးလားပေါ့နော်ကျွန်တော်တို့အနေနဲ့တော့သူတို့ဒီအများဆုံးအခုချိန်မှာလွန်မြောက်ခြင်းတယ်စိတ်ခြင်းတယ်ပေါ့နော်
အဲ့တော့အခုကျွန်တော်မေးချင်တာသတင်းတောက်ဘယ်နှယောက်ကိုဖမ်းဆီးထားလဲနောက်တစ်ခုကကြတော့ဒီသူတို့ဘယ်လိုမျိုးပေါ့နော်ဒီတရားစွဲမှုတွေလုပ်ထားရဆိုတာကိုဒီအတိအကျထုတ်ပြန်ပေးဖို့ရှိလားပေါ့နော်အဲ့ဒါလေးသိချင်လို့ပါတချို့နေရာတွေမှာတော့ကျွန်တော်တို့ကသတင်းတောက်အနေနဲ့ဖန်ဆီးခဲ့တာမဟုတ်ဘူးဆိုတော့ကျွန်တော်သိရပါတယ်အဓိကတော့ဒီမေကွန်းနဲ့ပတ်သက်ပြီးရခင်သတင်းစာရှင်းလင်းပွဲတွေမှာလည်းကျွန်တော်ပြောခဲ့ပြီးသားဖြစ်တယ်သတင်းတောက်များအနေနဲ့ဆန္ဒပြမှုတွေမှာနော်သတင်းကိုရယူနေတာကိုသတင်းတောက်တိုင်းကျွန်တော်တို့ဖန်ဆီးခဲ့တာလည်းမရှိပါဘူးသို့တော့သတင်းတောက်များအနေနဲ့မှားယွင်းဖန်ဆီးခဲ့တာလည်းရှိကောင်းရှိပါလိမ့်မယ်မှားယွင်းဖန်ဆီးခဲ့လို့မလို့ကျွန်တော်တို့အနေနဲ့တင်ပြပြီးတော့လွတ်ပေးခဲ့တဲ့တင်ပြပြီးတော့ဆိုတာတဲ့ဒါအကြောင်းအကျိုးခိုင်လုံလို့နဲ့ပြောနိုင်လို့လွတ်ပေးခဲ့တဲ့သတင်းတောက်တွေလည်းရှိပြီးဖြစ်ပါတယ်တချို့သတင်းတောက်တွေကတော့အဲ့လိုမျိုးမဟုတ်ပါဘူးဗျသတင်းတောက်တာပြောဝင်မယ်လို့ဒီဆန္ဒပြပွဲမှာသူတို့ဥဆောင်ပြီးလာဥဆောင်နေရဆိုတာကတော့လာခဲ့လုံးမယ်ဆိုတဲ့ဟာမျိုးဆိုတာထက်ဒီနေရာကိုလာခဲ့ပါဒီလိုမျိုးရိုက်ပေးမယ်ဒါကဒီနေရာနေပြီးကျွန်တော်တို့တွင့်ပေးမယ်ဆိုတဲ့ဟာတွေအတွက်အရေးယူခံရတာဖြစ်ပါတယ်ခုနပြောတဲ့အရေးယူတဲ့ဆိုတဲ့နေရာမှာလည်းဥပဒေအရအရေးယူတယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်ပြောချင်တာကသတင်းတောက်ဆိုတဲ့ဟာနဲ့အရေးယူတာဆိုတာတက်ဒီ905နဲ့ညှိတဲ့လှုပ်ဆောင်ချက်မျိုးတွေရှိတဲ့အတွက်အရေးယူခြင်းပဲဖြစ်တယ်လို့ကျွန်တော်ပြောလိုပါတယ်သတင်းတောက်များနဲ့ပတ်သက်ပြီးတော့ဟောနော်ခုနဒီသတင်းတောက်ဖန်ဆီးခံရတဲ့အရေးအတွက်ပေါ့လေသတင်းတောက်ဆိုပြီးတော့ဖန်ဆီးခံရတဲ့အရေးအတွက်တော့ကျွန်တော်စီမှာတိတိကျကျစီးရင်တော့မရှိပါဘူးဒါတွေဒီဆန္ဒပြမှုအထည်ကနေဖန်ဆီးခံတာကျွန်တော်တို့အနေနဲ့သတင်းမီဒီယာများနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့သတင်းပေါ့နော်ဘက်လိုက်ဘက်ညီတဲ့သတင်းတရားမျှတတဲ့သတင်းတွေကိုရေးနေတဲ့သတင်းမီဒီယာများနဲ့ပတ်သက်ပြီးကျွန်တော်တို့နဲ့ကန့်သက်တားဆီးစရာအကြောင်းမရှိပါဘူးသို့တော်ပြည်သူလူထုကိုထင်အောင်ထင်မှားဖြစ်စေနိုင်တဲ့ခုနပြောတဲ့သွေးတိုးလှုံ့ဆော်မှုဖြစ်နေတဲ့မကန်ရေးနေတဲ့သတင်းဌာနတွေကိုတော့ကျွန်တော်တို့ကဥပဒေနဲ့အညီပြည်သူအကျိုးနဲ့အညီကျွန်တော်တို့ဆောင်ရွက်သွားအောင်ပါပဲဖြစ်ပါတယ်ဟုတ်ဒုတိယမေးခွန်းပေါ့နော်ဒီတစ်နှစ်ကြာပြီးရဆိုရင်ကျွန်တော်တို့ဒီလက်ရှိအာဏာယူထားပြီးတစ်နှစ်ကြာရဲ့အခါမှာရွေးကောက်ပွဲလုပ်ပေးမယ်အနိုင်ရရဲ့ပါတီကိုဒီဟာဖြစ်မယ်ပေါ့နော်အဲ့ဆိုအခုကျွန်တော်နောက်ပိုင်းကြားတာကဒီအခုနှစ်ဆိုတာမျိုးပဲကြားရဆိုတော့ဘယ်အချိန်မှဒီရွေးကောက်ပွဲကိုဘယ်ကာလမှာပြန်လုပ်ပြီးတော့ဘယ်အချိန်မှဒီနိုင်ရပါတီကိုအာဏာလွှဲပြောင်းပေးမလဲဆိုတာလေးပေါ့နော်အဲ့ဒါပြီးချင်းလို့ပါဒီကြဟုတ်အဓိကတော့အရေးပေါ်ကာလပြဋ္ဌာန်းချက်နဲ့ဆိုင်ပါတယ်တနည်းဆိုတာကကျွန်တော်တို့အရေးပေါ်ကာလပြဋ္ဌာန်းချက်မှာသူ့ရဲ့ဒါပြဋ္ဌာန်းချက်များရှိပါတယ်အရေးပေါ်ကာလပြဋ္ဌာန်းချက်မှာခုနပြောတဲ့တနည်းဆိုတာဒီပထမဦးဆုံးသူကပြဋ္ဌာန်းထားတာပဲပြဋ္ဌာန်းထားတဲ့ဟာပဲဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ဒီတနည်းအတွင်းမှာသူ့ဥပဒေပြဋ္ဌာန်းချက်အရာပဲကျွန်တော်တို့ဒါပြောတာကောင်းပါတယ်တနည်းအတွင်းမှာမပြီးဘူးဆိုရင်ဒါနားလည်အောင်ပြောတာပေါ့နော်နောက်ထပ်6လကျွန်တော်တို့တိုးပိုင်ခွင့်ရှိတယ်ဒီမှာလုပ်ငန်းမပြတ်ဘူးဆိုနောက်6လတိုးပိုင်ခွင့်ရှိတယ်ဆိုတာသူကအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေထဲမှာပါပြီးဖြစ်တယ်ဒါတွေကတော့ကျွန်တော်တို့ရေးပေါ်ကာလပြဋ္ဌာန်းချက်ကတော့ပုံမှန်410 411ပေါ့နော်412ကနေစပြီးတော့ဒါ432ထိရှိတာပေါ့အဲ့ထဲကနေမှကျွန်တော်တို့ဒါဟိုပါပေါ့ကိုကားရမယ့်ဟာတွေဒီခုနပြောတဲ့ဟာတွေဒီကျွန်တော်တို့ပုံမှန်ခုန419 418 419ပေါ့419ပြီးရင်ကျွန်တော်တို့ဒါဒီတာဝန်ယူတာနဲ့ပတ်သက်ပြီးတော့ဒီထက်မှပြည့်ပြည့်စုံစုံပါပြီးသားဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့ခုနပြောတဲ့တနစ်ဆိုတဲ့ဟာ6လဆိုတဲ့ဟာပြောတာကျွန်တော်တို့ပြောနိုင်တာတကွာတော့ဘယ်လိုပဲပြောအရေးပေါ်ကာလသည်ကြီးညာလာသည်2နှစ်အတွင်းမှာတော့ပြီးကိုပြီးရမယ်2နှစ်အတွင်းမှာတော့ရွေးကောက်ပွဲလုပ်ကိုလုပ်ရမယ်လို့ကျွန်တော်တို့ပြောခြင်းဖြစ်တယ်2နှစ်အတွင်းမှာရွေးကောက်ပွဲလုပ်ကိုလုပ်ပြီး2နှစ်အတွင်းမှာတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဒါအနိုင်ရရှိတဲ့သူတွေကိုနိုင်ငံတော်တာဝန်ကိုလွှဲပြောင်းပေးရမှာဖြစ်တယ်အဲတော့ကျွန်တော်တို့ဒီအာဏာသိမ်းတယ်ဆိုတဲ့စကားပေါ့နော်အာဏာသိမ်းတာနဲ့အာဏာထိန်းတယ်ဆိုတဲ့စကားအာဏာသိမ်းတယ်ဆိုတာအာဏာသိမ်းလိုက်ပြီဆိုရင်ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းမရှိတော့ပါဘူးဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းဒါဖျက်သိမ်းပြီးဖြစ်တယ်တို့ကျွန်တော်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းပဲသွားနေတာဖြစ်တယ်တမတော်နဲ့တာဝန်ယူထိန်းသိမ်းထားတာဆိုတာသွားပြီးဖြစ်တယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒါရှေ့လုပ်ငန်းစဉ်တွေမှာရောကျွန်တော်တို့မူဝါဒလမ်းစဉ်တွေမှာရောကျွန်တော်တိတိလင်းလင်းပြောပြီးဖြစ်တယ်အရေးပေါ်ကာလပြဋ္ဌာန်းချက်တွေကုန်ပြီဆိုလို့ရှိရင်ပြီးပြီဆိုတော့လှုပ်ဆောင်စရာကုန်ပြီဆိုရင်ကျွန်တော်ရွေးကောက်ပွဲကျင်းပပေးမယ်လို့ကဘာတိအာမခံပြီးဖြစ်တယ်အဲ့ဒီနီလန်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဂတိအတိုင်းပဲဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီတတိယမေကွန်းပါနော်ကျွန်တော်သိထားသလောက်ဒီစေုပ်ချုပ်ရေးကြီးညာထားရဲ့မြို့နယ်ကရန်ကုန်မှာဆို6မြို့နယ်မန္တလေးမှာဆို6မြို့နယ်ပေါ့နော်ဒါပေမဲ့ဒီဆန္ဒပြမှု
ဒီကိန်းဖြည့်ရှင်းတဲ့နေရာမှာတွေ့ရတာကအားလုံးတပင်းကြီးရဲ့ပုံစံလောက်တာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့စေုပ်ချုပ်ရေးကြီးညာထားရဲ့မြို့နယ်နဲ့စေုပ်ချုပ်ရေးမကြီးညာထားရဲ့မြို့နယ်ကိုဘယ်လိုဖြည့်ရှင်းလဲဆိုတာလေးသိကြလို့ပါဟုတ်ကဲ့တူတော့မတူအောင်စေအုပ်ချုပ်ရေးကတော့ကျွန်တော်ပြောလို့ရန်ကုန်မှာပဲရှိပါတယ်ဟိုဘက်မှာမရှိပါစေအုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်နဲ့စေအုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်နဲ့ဒါဘာကွာလဲဆိုကြအဲ့ရမကြီးညာကမှာကျွန်တော်တို့ပုံမှန်144ပေါ့နော်ပုံမှန်144ထုတ်ပြန်ထားတာရှိပါတယ်ပုံမှန်144ထုတ်ပြန်ထားတဲ့မြို့နယ်တွေကတော့တနိုင်ငံလုံးမှာကျွန်တော်တို့များပါတယ်ဒါကိုကျွန်တော်တို့လွှဲနေတယ်ဖြစ်မယ်လို့ကျွန်တော်တို့ထင်ပါတယ်လွှဲနေရဖြစ်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့ဒီစရင်စရာအရာပေါ့နော်စရင်စရာအရာပြောတာပဲကောင်းပါတယ်စရင်စရာပြောမယ်ဆိုတော့ကျွန်တော်တို့ဒီပုံမှန်144ထုတ်ပြန်ထားတဲ့မြို့နယ်ပေါင်းကကျွန်တော်တို့စီမှာမြို့နယ်ပေါင်းရာကျော်နီးပါးရှိပါတယ်အဲ့မှာသူကခုနပြောတဲ့ညမထွက်ရအမိန့်တွေဆိုတာရှိပြီးသားဖြစ်တယ်လူ9ဦးတက်ပုံမစုရဆိုတာပုံမှန်144မှာကတည်းကကျွန်တော်တို့ရှိပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့သူကတူတယ်လို့ထင်နေတာဖြစ်ပါတယ်အမှန်တကယ်တော့ဟောနော်ဘာလို့တူတယ်လို့ထင်ရလဲလို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်မှာစစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့6မြို့နယ်ကိုကျွန်တော်တို့အနေနဲ့ကနော်ဟိုနော်အုပ်ချုပ်နေတာဒီစစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ဆိုမဲ့စစ်အုပ်ချုပ်ရေးဆိုတဲ့အသွင်သဏ္ဍာန်ထက်အများကြီးရောနေပြီးအုပ်ချုပ်နေလို့မလို့တူနေတယ်လို့ထင်နေတာဖြစ်တယ်အမှန်တကယ်အုပ်ချုပ်မယ်ဆိုရင်တော့စစ်အုပ်ချုပ်ရေးကအုပ်ချုပ်မယ်ဆိုရင်ဒီလိုမျိုးပုံစံမျိုးမဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီတည်းကြီးကကျွန်တော်ပြောတဲ့ဟာဘာဖြစ်စုပြီးပြောဖို့ရှိသေးလဲကျွန်တော်တို့ဒီပုံမှန်144နဲ့စစ်အုပ်ချုပ်ရေးနဲ့ကွာတဲ့ဟာပေါ့လေလို့ပေါ့ကျွန်တော်တို့ဒီစေုပ်ချုပ်ရေးထုတ်ပြန်တယ်ဆိုတော့ဒီသက်ဆိုင်ရာတပ်မှုကိုကျွန်တော်တို့ကဒီအုပ်ချုပ်ရေးအာဏာနောက်တစ်ခါကျွန်တော်တို့ဒီတရားစီရင်အာဏာဒါတွေကိုကျွန်တော်တို့ကကျင့်သုံးဖို့အနှင်းလိုက်တာအဲ့တော့အဲ့လိုအနှင်းတဲ့ခါကျတော့ကျွန်တော်တို့ဒီစေုပ်ချုပ်ရေးနယ်မြေမှာကျူးလွန်တဲ့ပြစ်မှုတွေကိုအရေးယူတာနဲ့ကျန်တဲ့စေုပ်ချုပ်ရေးနယ်ပေါ့ကြီးညာမထားတဲ့နယ်မြေမှာကျူးလွန်တဲ့ပြစ်မှုတွေဒါအရေးယူတဲ့အပိုင်းတွေမှာဟောချက်ချက်တွေရှိပါတယ်ကျွန်တော်စေုပ်ချုပ်ရေးနယ်မြေမှာကျူးလွန်တဲ့တတ်မှတ်ထားတဲ့ပြစ်မှုတွေကိုကြတော့ကျွန်တော်တို့ဘယ်လိုပြစ်မှုမျိုးတွေကိုစစ်ခုံနဲ့နော်စစ်ဆေးရမယ်လို့ကျွန်တော်တို့ကအခွင့်အာဏာအနှင်းထားတာအဲစစ်ခုံနဲ့စစ်ဆေးရမယ်အခွင့်အာဏာအနှင်းထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူ့ကိုတရားစီရင်တဲ့ခါမှာတော့နယ်ပယ်တရားဥပဒေနဲ့ကျွန်တော်တို့လုံထုံးလုံနည်းတွေအားလုံးပွားချတော့မှာဖြစ်ပါတယ်။ကြံတဲ့ကျွန်တော်တို့စေုပ်ချွေကျင်နာထားခြင်းမပြုတဲ့နယ်မြေတွေမှာတော့ဒီတရားစီရင်ကဏ္ဍတွေမှာလည်းကျွန်တော်တို့ကသက်ဆိုင်ရာတရားဥပဒေအရပဲကျွန်တော်တို့စီမံဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒီအဲ့လိုကွာခြားမှုတွေလည်းရှိပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ကဒီစေုပ်ချွေနယ်မြေထဲမှာဟာလာဒီကျင်ညာထားတဲ့နယ်မြေမှာဆိုရင်တော့လုံညူရေးဒီတရားဥပဒေစုံမင်းနဲ့ပတ်သက်ပြီးတော့မှသက်ဆိုင်ရာတပ်မှုကနေပြီးတော့မှသူအခွင့်အာဏာအနှင်းချင်းခံရတဲ့တပ်မှုကဟလာလိုအပ်တယ်လို့ကျွန်တော်တို့ဒီအမိန့်တွေထုတ်ပြန်ပြီးတော့လည်းကျွန်တော်တို့ဆောင်ရွက်လို့ရပါတယ်အဲ့လိုပတ်သက်ရှိပါတယ်ဟိုကြံတဲ့ကျွန်တော်တို့ခုနပြောတဲ့ဟလာဒုကြီးပြောသွားတဲ့ဟို144ထုတ်ပြန်ထားတာနဲ့မတူပါဘူး144ထုတ်ပြန်တယ်ဆိုတာကျွန်တော်ရာဇဝတ်ကျင့်ထုံးရသူကတစုံတစ်ခုမလုပ်ရဘူးဟုတ်လားအမှညမထွက်ရဘူးလူ9ယောက်တည်းမစုဝေးရဘူးစသည်ဖြင့်ကန့်တတ်တယ်နော်ကန့်တတ်တာဟိုစေုပ်ချွေနဲ့မတူဘူးစေုပ်ချွေရတော့သူကအလုံးစုံသူ့တက်မှုကိုကျွန်တော်တို့ကအခွင့်အာဏာတွေ့ရလိုက်တဲ့သဘောပါအဲ့ဒါလေးခေါ်ချလာဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါဟုတ်